Hello အားလုံးပဲမင်္ဂလာပါရှင်ပကြီးရှင်မပဲဖြစ်ပါတယ်ရှင်ရှင်မကတော့ဒီ industry ထဲမှာ9နှစ်10နှစ်ကျော်တသားမီတွေကိုလူကြီးတွေကိုပကြီးတင်ပေးပြီးတော့အခုလက်ရှိမှာကျတော့ဒီတက်တူးတင်နန်းသားတွေအတွက်ကိုတက်တူးမတင်ခင်မှာဒီပကြီးအခြေခံကိုတင် जा ပေးနေတဲ့ဆရာမတယောက်ပဲဖြစ်ပါတယ်ရှင်အဲ့တော့ဒီနေ့ကကြတော့ဖေမေတွေကလည်းတသားမီလေးတွေကိုပကြီးတင်ပေးနိုင်တယ်ဆိုတော့ tip လေးတစ်ခုကို sharing လုပ်ပေးတော့မှာဖြစ်ပါတယ်အဲ့တော့ဖေမေတွေကဒီပကြီးတင်တန်းကိုပို့စရာမလိုပဲနဲ့ကိုယ်တိုင်ပေါ့နော်အိမ်မှာပဲဒီတသားမီတွေကိုဘလို့ပကြီးအခြေခံလေးပါသွားအောင်တင်ပေးနိုင်မလဲဆိုတဲ့ tip လေးကိုဒီနေ့ sharing လုပ်ပေးတော့မှာဖြစ်ပါတယ်အဲ့တော့နံပါတ်1အနေနဲ့ကကြတော့တသားမီတွေကိုပကြီးတင်တန်းကိုလည်းမပို့နိုင်ဘူးအချိန်မအားဘူးပေါ့နော်အဲ့ဒါဆိုလို့ရှိရင်အိမ်မှာပဲအခြေခံ line လေးတွေကိုတင်ပေးလို့ရပါတယ်အခြေခံ line လေးကအရန်ထွေထွေမရှိဘူးပေါ့နော်ဒီကလေးတယောက်ကို9နှစ်ကဒီ9နှစ်ကနေပြီးတော့10နှစ်အရွယ်ကလေးအထိပဲပေါ့နော်ပြောတဲ့ထဲမှာကြတော့9နှစ်6နှစ်9နှစ်10နှစ်ဒီအရွယ်ကလေးတွေအတွက်ကိုကမြင်းဖြောင်ရယ်မြင်းကွေရယ်နှစ်မျိုးပဲတင်ပေးရပါတယ်အဲ့တော့မြင်းဖြောင်လေးရယ်မြင်းကွေရယ်ကိုကလေးကကောင်းကောင်းသိသွားပြီဆိုလို့ရှိရင်နောက်ထပ်ဒုတိယအဆင့်အနေနဲ့ဗာဆက်တင်မလဲဆိုတော့လွယ်ကူပဲသိတဲ့ shape ကလေးတွေပေါ့နော် set wine 4000 တရီကန်အဲ့တော့သူတို့ကိုကြတော့အခုနောက်ပိုင်းကလေးတွေက international school တွေမှာလည်းတက်နေကြတဲ့ကလေးတွေဆိုတော့ဒါလေးတွေက square shape ဖြစ်တယ်ဒါလေးတွေက cycle ဖြစ်တယ်ဒါလေးတွေက triangle rectangle ဆိုတဲ့ဟာလုံးဝအခြေခံ basic shape လေးတွေပဲတင်ပေးလို့ရပါတယ်ဘာကြောင့် shape တွေကိုတင်ရတာလဲ shape ကပကြီးရဲ့အခြေခံမို့လို့ပါရှိတ်တွေတင်တဲ့အခါမှာဥပမာပေါ့နော်ကိုယ့်ရဲ့ဒီအိမ်တွင်းမှာရှိတဲ့ပစ္စည်းတွေနဲ့ပဲတင်ပေးလို့ရပါတယ်ဥပမာအားဖြင့်ဒီစပွဲဝိုင်းလေးကcycle နဲ့ဆွဲရတယ်ဆိုတာလေးကိုခလေးကိုခဏနာသွင်းပေးတာမျိုးလုပ်ပေးရပါတယ်နောက်ပြီးတဲ့အခါမှာaircon ပေါ့နော် aircon ကဘာရှိတ်လဲဒီခလေးကိုမေးရမယ်ခလေးရဲ့ response ကိုလည်းပြန်ပြီးနားထောင်ရမယ်ပေါ့နော်ခလေးကဥပမာ rectangle shape okay ဒါဆိုလို့ရှိရင်နောက်တစ်ခုဆက်သွားမယ်ပန်ကာလေးရရော okay အဲ့ဆိုလို့ရှိရင်ပန်ကာက cycle shape ဒီလိုမျိုးလေးတွေနဲ့သွားမယ်ဥပမာပကံပြားလေးကဘယ်လို shape ရှိမလဲပကံပြားကဥပမာအရာဝတ္ထုတိုင်းကိုပေါ့နော်ခလေးကို shape အနေနဲ့မြင်တတ်အောင်လို့နေ့တိုင်းလေ့ကျင့်ပေးရမှာပါအဲ့ဒါဆိုရင်ခလေးကနောက်ကျတော့ပုံမဆွဲတတ်သေးဘူးဆိုရင်တော့မှခလေးကဒီပစ္စည်းတစ်ခုကိုမြင်လိုက်တာနဲ့ဒါက cycle shape ပဲဒါ cycle shape နဲ့ဆွဲရမှာဒါကတော့ triangle shape ပဲဒါက triangle shape နဲ့ဆွဲရမှာခလေးကဒါကိုကွက်ပြားသိသွားပါလိမ့်မယ် okayနောက်တစ်ချက်ကကြတော့ copy ကူးနည်းကိုသင်ပေးမှာပါ copy ကူးနည်းကကြတော့ဥပမာလုံးဝတိကျတဲ့ shape တွေရှိတယ်မတိကျတဲ့ shape တွေရှိတယ်အောက်တုံးတုံးရေကန်တကန်ပေါ့နော်ဒါလေးကိုဆွဲမယ်ဆိုလို့ရှိရင်ဘယ်လို shape မျိုးကိုသုံးမလဲဒါဆိုရှင်ခလေးက shape ကိုဝေခွဲရတာမလွယ်ဘူးပေါ့နော်ဥပမာ cycle ကိုဆွဲရမှာလား semi cycle နဲ့ဆွဲရမှာလားခလေးကဝေခွဲမရတဲ့ခါမျိုးမှာcopy ကူးနည်းနဲ့ဒါတင်လိုက်ပါဒါကမိဘအတွက်အလွယ်ဆုံးပေါ့နော်ကြောက်တုံးလေးတစ်ထုံဆွဲမယ်ဆိုလို့ရှိရင်ဒီကြောက်တုံးလေးကို copy ကူးကြည့်ပါကြောက်တုံးကိုဆွဲတာမဟုတ်ဘူးကြောက်တုံးရဲ့ shape ကလေးကိုပဲလိုက်ဆွဲတာပါဥပတုံးကကြတော့ဥပမာအနီးဆက်ဆုံးပြောရမယ်ဆိုလို့ရှိရင်များသောအားဖြင့်ဆက်ဝိုင်းချမ်းလေးတွေနဲ့တူတယ်ဆက်ဝိုင်းချမ်းပုံတံလေးတွေရှိတယ်ဒါဆိုရင်ဆက်ဝိုင်းချမ်းပုံတံလေးတွေကိုမညီမညာဆွဲထားတဲ့ပုံစံလေး copy ကူးကြည့်ပါစသဖြင့်ပေါ့နော်ဒီမတူညီတဲ့ကြောက်တုံးလေးတွေမတူညီတဲ့ရေအိုင်လေးတွေဒီလိုမျိုးပုံတံအတိအကျမရှိတဲ့အရာလေးတွေကိုမြင်တဲ့အခါကျရင်သူ့ကိုစာရွက်ပေါ်မှာပေါ့နော်ဒီ shape ကလေးကိုပဲကူးကြည့်ပါပုံမဆွဲနဲ့ပုံဆွဲစရာမလိုဘူးပေါ့နော် shape ကလေးကိုပဲကူးကြည့်ဖို့အတွက်တိုက်တွန်းလို့ရတယ်ဒါကကြတော့ဒုတိယတစ်ချက် copy ကူးနည်းပေါ့နော်Okay နောက်ဆုံးတစ်ချက်ကကြတော့တသားမီတွေကရှိတယ်ပေါ့နော်အိမ်ကျောင်းမှာအိမ်စာပေးထားတဲ့အရာတွေဥပမာအဖြစ်စီးကွက်လေးတွေနောက်ပြီးတော့ဝက်ဝင်ရုပ်ကလေးတွေဒါလေးတွေကိုဖေတွေကိုလာဆွဲခိုင်းတာမျိုးရှိတယ်ပေါ့နော်အဲ့ခါကျရင်ဖေမှာအကြက်ရိုက်ရတယ်ဘာလို့လဲဆိုတော့ကိုရီငယ်တွေကပကြီးကိုအခြေခံတကြတင်ထားတာမဟုတ်ဘူးပုံဆိုတာနဲ့မြင်တာနဲ့ကိုကြောက်တယ်ပေါ့နော်အဲ့ဒီခါမျိုးကြတော့ဒီပုံလွယ်လေးပေးလို့ရှိရင်တော့မှမိဘတွေမှာတစ်ခါတလေကြားလို့ရှိရင်ဆွဲဖို့လုံးဝအဆင်မပြေတဲ့အခိုက်အတန့်တွေရှိတယ်အဲ့ဒါမျိုးအတွက်ကိုဒီလိုမျိုးဝက်ဝင်ရုပ်ကလေးတွေဒီစီကွက်ကလေးတွေနောက်ပြီးတော့ဒီခွေးလေးတွေကြောင်လေးတွေပေါ့နော်ဒီပုံစံကတ်တော့ပုံစံအလွယ်လေးတွေကိုဘယ်လိုမျိုးရှော့ပြီးတော့ကြည့်ရမလဲဆိုတဲ့ဟာလေးကိုပြောပြသွားမှာပဲဖြစ်ပါတယ်โอเคဒီနေ့ကတော့ဖေမေတို့ကိုယ်တိုင်ပကြီးတင်ကြမယ်ဆိုတဲ့ခေါင်းစဉ်လေးနဲ့ပေါ့နော်ဟိုပုံလေးတွေကိုအလွယ်ဆုံးဘယ်လို short ကြည့်ရမလဲဆိုတဲ့ဟာလေးကိုပြသွားပေးမှာပဲဖြစ်ပါတယ်ဥပမာဝက်ဝင်ရုပ်ကလေးတစ်ခုဆွဲမယ်ပေါ့နော်ဝက်ဝင်ရုပ်ကိုဝက်ဝင်အကောင်လိုက်ကြည့်လို့သွားပြီးမြင်တဲ့အခါကျရင်ပုံဆွဲရတာမှအရန်ခက်ခဲသွားတယ်ပေါ့နော်အဲ့ဒီခါကျတော့ဒါကတီချစ်ကိုယ်တိုင်ကျင့်သုံးတဲ့နည်းလမ်းလေးတစ်ခုကို sharing လုပ်တာပေါ့နော်အရင်တော့ကဒီလူကြီးတွေကိုတင်တဲ့ပုံစံမဟုတ်ပဲねခလေးလေးတွေဥပမာ KG အရွယ်လေးတွေကိုတင်တဲ့အခါကျရင်ဒီအရာဝတ္ထုတွေပစ္စည်းတွေကိုပြန်ပြီးတော့ short ကြည့်ရတဲ့နည်းလမ်းလေးတွေသုံးတယ်ပေါ့နော်အဲ short ကြည့်ရတဲ့နည်းလမ်းလေးကဘာလေးလဲဆိုတော့အရာဝတ္ထုဖန်ကွက်ဒါမှမဟုတ်ရင်အကောင်လေးတွေကိုစက်ဝိုင်းလေးတောင်တရိကန်အနေနဲ့ပဲကြည့်တာပေါ့နော်ဒါကို short ကြည့်ရလို့ခေါ်တာပေါ့အဲ့တော့ဒီနေရာမှာဆိုလို့ရှိရင်
ပထမဦးဆုံးဆက်ဝိုင်းလေးတစ်ခုအရင်ဆုံးဆွဲပြမယ်နော်ဒီနေရာမှာsoft pen လေးကနည်းနည်းလေးရေးဆိုနေရမို့လို့ဒါလေးကိုပဲပြစ်ခံပေးပါနော်ဆက်ဝိုင်းလေးတစ်ခုကိုအရင်ဆုံးဆွဲလိုက်တယ်အဲ့တော့ဒါဆိုရင်ဒီအကောင်လေးရဲ့ခေါင်းဒီဆက်ဝိုင်းလေးတစ်ခုဆိုရင်သူ့ရဲ့ခန္ဓာကိုယ်ကသူ့ထပ်ပိုကြီးတယ်ဆက်ဝိုင်းလေးတစ်ခုဖြစ်ရမယ်ဒါလည်းဆက်ဝိုင်းပဲပေါ့နော်ဆက်ဝိုင်းနေပဲဟုတ်ပြီဒါဆိုလို့ရှိရင်သူ့ရဲ့နရွက်ကလေးကစင်မီဆိုင်ကယ်ဆိုတာဆက်ဝိုင်းဝက်လေးကိုပြောတာပါမျက်လုံးလေးကလည်းဆက်ဝိုင်းလေးပါပဲဆက်ဝိုင်းလေးပါပဲเนาะနှာခေါင်းကိုတရိခံပုံစံလေးပြောင်းလိုက်မယ်ဒါကကြတော့ကောင်လေးတွေကိုကိုယ့်ဘာသာကိုရှိတ်နဲ့ပြန်ခွဲထုတ်လိုက်တာပေါ့နော်အလွယ်ဆုံးကလေးတွေကြည့်ရတာလွယ်မဲ့နေပန်းလေးဖြစ်သွားအောင်ပြန်ပြီးခွဲထုတ်လိုက်တဲ့နေပန်းလေးပါအဲ့ဒီအတွက်ဆွဲရတဲ့သူလည်းလွယ်တယ်ကလေးတွေကိုရှင်းပြရတာလည်းပို့ပြီးတော့လွယ်သွားတယ်အဲ့ဒါလေးကိုဆက်ပြမယ်နော်အဲ့တော့နှာခေါင်းကနေပြီးတော့မြင်းကွေးလေးတွေအဲ့ဒါကြောင့်မို့ဆက်စချင်းမှာပြောပါတယ်ခလေးတွေကိုမြင်းဖြောင်းနဲ့မြင်းကွေးနှစ်မျိုးတော့သိအောင်သင်ဖို့လိုရပေါ့နော်မြင်းဖြောင်းနဲ့မြင်းကွေးနှစ်မျိုးသိပြီဆိုလို့ရှိရင်ခလေးတွေကအနည်းဆုံးတော့ရှိတ်တွေသိမယ်စက်ဝိုင်းလေးတောင်တရိကန်သိမယ်ဆိုရင်ဒီပုံလေးတွေကိုစပြီးတော့ဆွဲလို့ရပြီပေါ့နော်သူ့ရဲ့နှာခေါင်းလေးကိုချဲပေးမယ်သူ့ရဲ့မျက်လုံးလေးတွေမှာ highlight ကလေးတွေထားပေးမယ်ကလေးတွေကဒီပုံလေးတွေကိုဆွဲနေရင်းနဲ့အလင်းရဲ့အမောင်ရဲ့နှစ်မျိုးပါတိသွားမယ်ဆိုရင်တော့ပို့ပြီးတော့ကောင်းတာပေါ့နော်အလင်းရဲ့အမောင်ရဲ့နှစ်ခုပဲလူကြီးပကြီးတင်တန်းနေမှာဆိုရင်အလင်းနဲ့မှအလင်းတို့အမောင်နဲ့မှအမောင်တို့ဒီတက်ပိုခတ်တဲ့ section လေးသွားတယ်ပေါ့နော်ဒါပေမဲ့ကလေးတွေကိုကြတော့ဥပမာမျက်လုံးနဲ့မှာဆိုရင်တဘာဝရဲ့အလင်းရပေါ့နော်လာပြီးတော့မျက်လုံးမှာလာပြီးရိုက်ခတ်တဲ့အတွက်အလင်းလေးတွေ highlight ကလေးတွေရှိတယ်လူတွေမှာလည်းရှိတယ် terrain ဆန်တွေမှာလည်းရှိတယ်ဒီလိုလေးမျိုးလေးတွေပြောပြပြီးတင်တဲ့အခါမှာကလေးမှာ knowledge လည်းပို့ရတယ်ပေါ့အဲ့တော့ဒီမှာဆိုရင်မျက်လုံးလေးတွေထဲမှာလုံးဝပိတ်ပိတ်ကြီးမချေရဘူးအလင်းလေးတွေခြံခဲ့ရတယ်ဒီလိုလေးတွေပြောတဲ့အခါမှာကလေးတွေကပို့ပြီးတော့စိတ်ဝင်စားရပေါ့အဲ့တော့ဒီမှာမျက်လုံးလေးမှာအမဲလေးတွေချေမယ်အလင်းလေးတွေခြံခဲ့မယ်နှရွက်ကလေးတွေဆွဲတဲ့အခါမှာလူတွေမှာလိုပဲနှရွက်အပြင်ရှိတယ်အတွင်းရှိတယ်အတွင်းလေးဖြစ်သွားအောင်နောက်ထပ်စမီးဆိုင်ကယ်လေးနောက်တစ်လိုင်းထပ်ဆွဲပေးမယ်စသဖြင့်ပေါ့နော်ကလေးပုံကတော့လွယ်လွယ်လေးပဲဒါပေမဲ့ကိုရှင်းပြတာစိတ်ဝင်စားစရာကောင်းတဲ့အပေါ်မူတည်ပြီးတော့ကလေးကကိုဆွဲတဲ့ပကြီးပေါ်မှာပို့ပြီးတော့စိတ်ဝင်စားမှုပိုရှိရပေါ့အဲ့တော့နောက်တစ်ခုကကြတော့ဒီဝဝင်ရုပ်ကလေးရဲ့ချက်တောက်ကလေးဆိုလဲဆက်ဝိုင်းအဲ့တော့ဒီတစ်ပုံလုံးမှာသုံးသွားတာဒီဆက်ဝိုင်းရဲ့ဆက်ဝိုင်းတဝက်ဆက်ဝိုင်းချမ်းပေါ့နော်ဒါလေးရဲ့ပဲရှိတယ်ပုံလေးကပေါ်လာပြီလက်ကလေးဆိုလဲမြင်းကွေးလေးပဲသုံးပေးမယ်စသဖြင့်ပေါ့နော်ဥပမာသူကဝဝင်လေးဆိုရင်ဝဝင်တွေကဘာစားတတ်လဲဥပမာဝါးလေးတွေစားတတ်တယ်ဒါမျိုးလေးတွေပေါ့နော်ဥပမာမြက်ကလေးတွေစားတတ်တယ်ဝါးလေးတွေစားတတ်တယ်စသဖြင့်ပေါ့ဒါဆိုရင်သူစားတဲ့အစားတောက်လေးတွေပါဘေးမှာလိုက်ဆွဲပေးပါစသဖြင့်ဒီလိုလေးတွေတင်လို့ရတယ်ဒါဆိုရင်တရိတ်ဆန်တွေရဲ့သဘောတဘာဝလေးတွေနေမှုထိုင်မှုလေးတွေကိုလည်းသူတို့ကတခါတည်း knowledge ရသွားတယ်ပေါ့နော်ဒါမှမဟုတ်ဒီပုံလေးသာရုံကလေးဖြစ်နေတယ်ဆိုရင်ဒီမှာသူ့ရဲ့ရှင်ဘက်ကလေးမှာ carrot လေးပေါ့နော်ဒီမုံလာဥနီလေးကိုပိုက်ထားတဲ့ပုံစံမျိုးလေးဆွဲလို့ရတယ်အများကြီးညံကွတ်မျိုးလို့ရတယ်ပေါ့နော်ဒါကတော့ဒီဖေဖေမေမေတို့တင်တဲ့ရင်တင်တဲ့လိုမျိုးကလေးကအများကြီးကိုယ့်ဘက်ကိုပါလာမှာပေါ့အဲ့တော့ဒီလိုပုံစံလေးစာပြီးတော့ဆွဲလိုက်တယ်အဲ့တော့သူ့ရဲ့ bite ပိုင်းလေး one bite ပိုင်းလေးကိုလည်းဆက်ဝိုင်းပုံစံလေးနဲ့ဆွဲပေးလို့ရတယ်ဒီလိုအနေထားလေးဒါဆိုတကယ်ကိုလွယ်လေးနဲ့ပုံလေးတစ်ပုံဖြစ်သွားပြီနောက်တစ်ခါကျတော့ခလေးကိုကပကြီးပုံစံလေးပကြီးကားပုံစံလေးဖန်တီးစေခြင်းနဲ့ဆိုလို့ရှိရင်ဒီဝဝင်ရုပ်ကလေးကပမာထိုင်နေတာလေစသဖြင့်ပေါ့နော်လေးပေါ်မှာပြန်နေတာလားဒါမှမဟုတ်မြေကြီးပေါ်မှာထိုင်နေမှာလားသူ့အတွက် background တစ်ခုเนาะplace တစ်ခုရှိရမယ်ဒါဆိုလို့ရှိရင် ground line လေးတစ်ခုဆွဲပေးပါခိုင်းတယ်လို့ခလေးကအများကြီးတိုးတက်လာမှာပါအဲဒီကနေပြီးတော့မြက်ကလေးတွေဆွဲမယ်မြက်ပင်လေးတွေဆွဲပေးမယ်စသဖြင့်ပေါ့နော်နောက်မှာ background လေးတွေကဥပမာဒီကောင်လေးကဒါပန်တာလေးဆိုလို့ရှိရင်လည်းနောက်မှာဝါပင်လေးတွေထည့်လိုက်လို့ရတယ်အကယ်၍ဒီလိုမဟုတ်ဘဲနဲ့နောက်မှာတောအုပ်ကလေးခြုံပုတ်ကလေးတစ်ခုဆွဲမယ်ဆိုလေဒါဒီလိုမြင်းကွေးလေးတွေကိုသုံးပြီးတော့အလွယ်ဆွဲလို့ရတယ်ပေါ့နော်ကာလာပိုင်းကိုချဲတဲ့အခါကျလို့ရှင်လဲခလေးကို push မလုပ်ပဲနဲ့ခလေးကြိုက်တဲ့အရာကိုပဲချဲပစီပေါ့နော်ဒီတသားမီမီတို့ကဘာကြိုက်မလဲသူကအကယ်၍ဒီဝဝင်ယူအညိုရောင်မကြိုက်ဘူးသူအပြာရောင်ကြိုက်တယ်ဆိုလည်းပြဿနာမရှိဘူး9နှစ်6နှစ်ခလေးကသူ့ရဲ့ညံကဒီဝဝင်မှာအပြာပဲဖြစ်စေအနီပဲဖြစ်စေအဲ့လိုသွားတာပြဿနာမရှိဘူးဝဝင်ကြီးကတကယ်အပြာဟုတ်ပါမလားအနီရောဟုတ်ပါမလားအညိုမဖြစ်နိုင်ဘူးလားဒီလိုမျိုးလေးဆွဲခေါ်ပြီးတော့တင်ပေးလို့ရတယ်ပေါ့နော်ဒါပေမဲ့အဲ့တင်း push လုပ်ပြီးတော့
သူတို့ကမဖြစ်မနေဘူးပေါ့နော်မဖြစ်မနေအညိုချေရမယ်ဆိုတဲ့ပုံစံမျိုးတော့တော့ပြောလို့မရဘူးပေါ့နော်ဘာဖြစ်လို့လဲဆိုတော့အဲ့လိုဆိုရင်သူတို့ရဲ့ creation idea တွေပျောက်သွားတတ်တယ်ပေါ့သူတို့တုံတန်ညံမစင်စားတတ်တော့ဘူးဒီမိဘဆရာမရဲ့အုံနောက်ကိုပဲသူတို့ကမှီခိုနေတော့မှာနောက်ကြလို့ရှိရင်သူတို့စီကနေပြီးတော့ဒီထွက်တင်တလောက် idea တွေမထွက်လာတော့ဘူးပေါ့နော်နောက်ထပ်အောက်ဖက်မှာဒီဘက်မှာဇီးကွက်လေးတစ်ကောင်ဆွဲပြမယ်ပေါ့အဲ့တော့ဇီးကွက်လေးကလည်းဘာမှထူးဆန်းမဟုတ်ဘူးဒီတာမန်ဇီးကွက်ပုံလေးကိုပဲပြန်ပြီးတော့ shape နဲ့ပြန်လျှော့ထားတာပါအဲ့ဒါဆိုလို့ရှိရင်ဇီးကွက်ရဲ့မျက်လုံးဒီပြူးပြူးကြဲကြဲဝိုင်းဝိုင်းဖြစ်တဲ့အတွက် oval shape ဒီမျက်လုံးကိုဘဲဥပုံစံလေးတုံးပေးလိုက်တယ်ဒါဆိုရင်နောက်ထပ်ဒီ oval shape ကလေးမှာနောက်ထပ်ဆက်ဝိုင်းလေးတစ်ဝိုင်းထပ်ဝိုင်းလိုက်ပါအဲ့တော့ဒါဆိုမျက်လုံးကပို့ပြီးတော့ကျဲသွားတယ်ဒါဆိုလို့ရှိရင်ဒီနေရာမှာ number 8နဲ့မတူဘူးလားဒါမှမဟုတ်ရင်ထပ်ဆင်တူနဲ့မတူဘူးလားပြောလို့ရတယ်နောက်တစ်ခုကကြတော့ဒီမှာသူ့ရဲ့ဒီဇီးကွက်ရဲ့မျက်လုံးထဲမှာမျက်စံနေပါတယ်ထည့်မယ်ဇီးကွက်ကမျက်လုံးကပို့ပြီးတော့ပြူးပြူးကြောင်ကြောင်ဖြစ်သွားစေခြင်းနဲ့ဆိုလို့ရှိရင်နောက်ထပ် oval shape ကလေးကိုအတွင်းထဲမှာနောက်တစ်ထပ်ထပ်ထည့်လိုက်ရင်သူကမျက်လုံးကပြူးပြူးကြောင်ကြောင်ဖြစ်သွားတယ်အပြည့်ချဲလိုက်မယ်ဆိုတော့မျက်လုံးကငြိမ်သွားလိမ့်မယ်ပေါ့နော်ဒါမျိုးလေးတွေကိုလည်းသူ့ကိုသဘောပေါက်အောင်ပြလို့ရတယ်မျက်လုံးထဲမှာ highlight လေးတွေအနေနဲ့ဒီလိုအဆန်လေးတွေခြံထားခဲ့ခိုင်းပေါ့နော်အမြဲတမ်းဒါက highlight ဆိုတာကိုလည်းအမြဲတမ်းပြောပြရမယ်ပေါ့နော်ဒါက highlight သူကဒါကအလင်းပြန်တဲ့အရာမျက်လုံးထဲမှာဒီအလင်းလေးတွေမပါဘူးဆိုရင်အကောင်လေးတွေကတဘာဝမကြဘူးမျက်လုံးတက်သေးလို့ဖြစ်နေမယ်ဒီလိုမျိုးလေးတွေစသဖြင့်ရှင်းပြပေးလို့ရတယ်ပေါ့အဲ့တော့ဒီမှာဆိုရင်ဒီလိုပုံစံလေးဆိုမျက်လုံးလေးရပြီဘာတွေပဲသုံးလိုက်လဲဆိုတော့ oval shape ဘဲဥပုံစံဆက်ဝိုင်းလေးတွေပဲသုံးလိုက်တယ်အဲ့တော့သူ့ရဲ့ဒီဥကောင်းပုံစံအားဆိုလို့ရှိရင်ဘယ်လိုပုံစံလေးရှိလဲဆိုတော့တရိကန်ပုံစံလေးရှိပါတယ်အဲ့တော့ soft pin လေးနဲ့မဆွဲခင်မှာအရင်ဆုံးကိုကတရိကန်ပုံစံလေးရလိုက်လို့ရတယ်တရိကန်လေးပါတရိကန်စောက်ထိုးနေထားလေးပေါ့နော်ဒီလိုပုံစံလေးရှိပါတယ်အဲ့တော့အရင်ဆုံး outline လေးကောက်ပြီးသွားတဲ့အခါမှာသူ့ရဲ့ဒီဇီးကွက်ရဲ့ဥကောင်းလေးကို triangle ပုံစံလေးနဲ့ဆွဲပေးလိုက်မယ်ပေါ့နော်ဒီလိုပုံစံလေးဖြစ်သွားတယ်အဲ့တော့ဒီဥကောင်းလေးကိုပြန် white ဖို့ဆိုရင်မြင်းကွေးလေးတွေဆက်ဝိုင်း oval shape ကလေးတွေပြန်သုံးပေးလို့ရပါတယ်ဒီလိုမျိုးလေးဒါဆိုရုပ်ရှင်အရန်လွယ်တယ်ပေါ့နော်လုံးဝ shape နဲ့ပဲဆွဲထားတာတခြားဘာမှမပါဘူးအဲ့တော့သူ့ရဲ့ခန္ဓာကိုယ်လေးကိုဆွဲမယ်တို့တွေဘဲဥပုံစံမှာပဲမျက်လုံးကိုလည်းဘဲဥပုံစံတွေပဲသုံးသွားသလိုခန္ဓာကိုယ်ကိုလည်းဥလေးတစ်လုံးထဲမှာရောက်နေတဲ့ပုံစံမျိုး shape ကလေးအရင်ရလိုက်မယ်ပေါ့နော်ဒီဥလေးထဲမှာရောက်နေတဲ့ပုံစံမျိုး oval shape ကလေးဆွဲလိုက်မယ်ဆွဲပြီးသွားရင်ဒါဆိုရင်ဥကောင်းရသွားပြီခန္ဓာကိုယ်ရသွားပြီဆိုလို့ရှိရင်အတောင်မှန်လေးထည့်မယ်နော်အတောင်မှန်လေးကမြင်းကွေးလေးပဲအရန်လွယ်တယ်ဒီဘေးဘက်ကလေးမှာမြင်းကွေးလေးတစ်ချက်စီထည့်ပေးလိုက်ရုံပဲအဲ့ဒါဆိုဇီးကွက်လေးကတော်တော်လေးပုံတံပေါ်လာပြီအဲ့တော့ဒီရင်ဘတ်ပိုင်းလေးမှာသူကငှက်ကလေးဖြစ်တဲ့အတွက်အမွှေးတောင်လေးထည့်ပေးရမယ်အဲ့ဒါဆိုရင်တို့တွေမြင်းကွေးပုံစံရပလက်ကွေးလေးတွေနဲ့သူ့ရဲ့ texture လို့ခေါ်တာပေါ့နော်ဒါအသားသဘောလေးထည့်ပေးရမယ် texture ဆိုတဲ့သဘောကပြော့တဲ့အရာကပြော့အောင်မာတဲ့အရာကမာအောင်ဖန်တီးပေးတဲ့အရာပေါ့အဲ့တော့ဒါလေးတွေကိုဒီလိုလေးလိုက်ထည့်ပေးမယ်ဆိုရင်ငှက်ကလေးရဲ့အမွှေးတောင်လေးနဲ့တူသွားမယ်ပေါ့နော်အဲ့တော့ဒီဗီဒီယိုလေးကတော့9နှစ်6နှစ်9နှစ်10နှစ်အရွယ်လေးတွေအတွက်ဖြစ်တဲ့အတွက်ဒါပို့ပြီးတော့ဒီထက်ပိုမလွယ်အောင်လို့ပေါ့နော်ဒီလောက်ယူပြီးဖန်တီးပေးထားတဲ့ကိုလေးပဲဖြစ်ပါတယ်အဲ့တော့ဒီမှာဆိုရင်သူ့ရဲ့ငှက်အမွှေးတောင်လေးတွေဆိုရင်ရှားပလက်ကွေးလေးတွေဆွဲမယ်ဒုတိယ line လေးကလည်းအဲ့လိုပဲရပလက်ကွေးလေးနဲ့ပဲသွားမယ်ပြီးရင်သူ့ရဲ့အမွှေးတောင်လေးရှိတဲ့အတွက်ဒီလိုမျိုးလေး2 line လောက်ဆွဲပြီးသွားပြီဆိုရင်သူ့ရဲ့အမွှေးတောင်လေးအတိုင်းလက်ကလေးကသူ့ရဲ့ဒီ line လေးအတိုင်းပဲလိုက်ဆွဲပေးလိုက်ရုံပဲပေါ့နော်အရန်လွယ်ပါတယ်နော်အဲ့ဒါဆိုလို့ရှိရင် triangle shape သုံးထားတယ် oval shape သုံးထားတယ်ခန္ဓာကိုယ်ကလည်း oval shape ပဲအဲ့တော့ဒီဝုံရုပ်ကလေးဆွဲတော့ဆိုလို့ရှိရင်ဆက်ဝိုင်းလေးတွေပဲသုံးထားတာပေါ့နော်ဆက်ဝိုင်းလေးသုံးတယ်ဆက်ဝိုင်းတစ်ဝက်သုံးတယ်ဒီကောင်လေးဆိုရင်ဘယ်ဥပုံစံလေးသုံးတယ်မျက်လုံးဆိုလည်းဘယ်ဥပုံစံလေးသုံးတယ်ဒီလိုမျိုးလေးတွေအရန်လွယ်တဲ့ shape ကလေးနဲ့ပြန်ခွဲထုတ်လို့ရတယ်ဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်ဒီဗီဒီယိုလေးကိုကြည့်ပြီးတော့ပေါ့နော်ဖေဖေမေမေတို့လည်းကိုယ့်ရဲ့တသားမမီတွေကိုဘယ်လိုပုံစံလေးတွေနဲ့ပကြီးအခြေခံရှိအောင်တင်ပေးလို့ရမလဲဆိုတာလေးကိုကြည့်ရင်လည်းသိသွားလိမ့်မယ်လို့ထင်ပါတယ်အဆုံးထိကြည့်ပေးတဲ့အတွက်လည်းအားလုံးကျေးဇူးတင်ပါတယ်နော်အဲ့တော့ကိုယ့်ရဲ့တသားမမီတွေအတွက်သိချင်တဲ့အချက်လေးတွေရှိတယ်ဆိုလို့ရှိရင်လည်းအောက်က comment မှာမှတ်ပေးခဲ့လို့ရပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်ရှင် bye bye